Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုမတင်ပြတာတော့နည်းနည်းကြာပြီပေါ့နော်နည်းနည်းကြာပြီအတန်တော့နည်းနည်းဆူနေမှတင်တယ်ကျွန်တော်မိုက်ကြံခဲ့တယ်မိုက်ကြံရတော့အခုလက်ရှိကျွန်တော်အိန္ဒိယရောက်နေတာနည်းနည်းကြာပြီပေါ့နော်တော်များကျွန်တော်ကိုမူဒကန်နဲ့ပတ်သက်ပြီးမေးထားတာလေးဗီဒီယိုတွေရှိတယ်ပေါ့နော်မူဒကန်နဲ့ပတ်သက်ပြီးရှင်းပြပါဆိုပြီးမေးထားတာရှိတယ်အခုလက်ရှိကျွန်တော်တရိချန်ကူရောက်နေတာပေါ့နော်ဒီနာဒီကိုရီကလေးတွေနဲ့နောက်မှာဖျားเจ้าမြင်ရမယ်တင်တယ်တတိချန်သူဖះเจ้าရောက်တာပါတော့ဒီဖះเจ้าကကျတော့အရန် famous ဖြစ်တယ်ဒီမူဒကန်အတွက်ကိုဖះเจ้า6เจ้าပေါ့နော်ဒီဘာလဲဆိုပြီးတော့ဖះเจ้า6เจ้าရှိတဲ့နေရာမှာဒီဖះเจ้าတော်တော်လေး famous ဖြစ်တဲ့ဖះเจ้าလို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့ဒီဖះเจ้าနဲ့ပတ်သက်တဲ့ special ဖြစ်တဲ့ဟာပေါ့နော် special ဖြစ်တဲ့ဆိုတာအထူးပြုပုံစံမျိုးပေါ့ဒီဖះเจ้าဘာကြောင့်ဖြစ်လာလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ history လည်းရှိတယ်ပေါ့နော်မူဒကန်ကကျတော့ကျွန်တော်တို့တမန်တေအယူရဆိုလို့ရှိရင်ကျတော့တမန်တေရဲ့ဘယင်လို့ပြောတဲ့အနေထားပေါ့နော်တမန်ကတော့မူဒကန်နဲ့ဆိုလို့ရတယ်ငါအဲ့လိုမျိုးဆိုတော့တမန်တေရဲ့ဖျားပေါ့နော်တမန်ကျွန်တော်တို့ဟိန္ဒူမှာနည်းနည်းရှိကိုးကွယ်တာနည်းတယ်ပေါ့နော်တမန်တေပို့ပြီးကိုးကွယ်ကြတယ်ကျွန်တော်အခုဒီကျွန်တော်လည်းမူဒကန်ပတ်သက်တဲ့အောင်နေတယ်ဒီမူဒကန်ဖျားချောင်းရောက်နေတယ်ဒါနဲ့ပတ်သက်တဲ့ history ကိုလည်းကျွန်တော် sharing လုပ်ပေးမယ်ပေါ့နော်ကျွန်တော်ရဲ့ TikTok channel မှာကျွန်တော်တင်ပေးမယ်မူဒကန်ရဲ့ history ကိုလည်းကျွန်တော်တင်ပေးမယ်မကြခင်ပေါ့နော်အခုလက်ရှိတော့ကျွန်တော်ဖျားချောင်းနဲ့ပတ်သက်ပြီးဖျားချောင်းဗီဒီယိုလေးတွေကျွန်တော်ပြပေးမယ်ညဘက်အရန်မိုက်တယ်ဖျားချောင်းကလေတော်တော်လေးလာတယ်လို့ပြောလို့ရတယ်அப்படி நினைச்ச உடனே எல்லாம் கிளம்பி வந்துட முடியாது முருகன் கூப்பிடணும் திருச்செந்தூர் முருகனோட அருள் இருந்தா மட்டும்தான் நம்ம அங்க போகவே முடியும்ညဘက်ဆိုလို့ရှိရင်ဖျားချောင်းမှာလူကတော့တော်တော်ရှယ်များတယ်ပေါ့နော်ကျွန်တော်ခုနောက်မှကြည့်မယ်ဆိုသိရတယ်နော်နောက်မှဖျားချောင်းဖျားเจ้าအထဲမှာတော့ဗီဒီယိုပေးမရဘူးဗီဒီယိုပေးမယ်ဆိုကင်မရာလေးယူရတယ်များဖုန်းထိပ်မရဘူးများပုံထားခဲ့ရတာပေါ့နော်ဟိုတယ်တဲဟိုတယ်မှာထားခဲ့မဟုတ်လို့ရှိရင်တော့ဒီဖျားเจ้าရှိမှနေရာလေးရှိတယ်အဲ့ညမှာဖုန်းတွေဒီအိတ်တွေအပ်ခဲ့လို့ရတယ်ပေါ့နော်ဟိုကျွန်တော်အဲ့မှာပြဒီနေရာပေါ့ဒီနေရာမှာဖုန်းတွေအိတ်တွေဒီမှာအပ်ခဲ့လို့ရတယ်အခုကျွန်တော်တို့ဒါတရိချန်ကူရောက်လို့ရှိရင်တော်တော်များကအရင်ဆုံးပင်လယ်မှာရေချိုးတယ်ပေါ့နော်ပင်လယ်မှာရေချိုးသွားလို့ရှိရင်ရေတွင်းရှိတယ်ပေါ့နော်အဲ့ရေတွင်းမှာရေချိုးတယ်ရေချိုးသွားလို့ရှိရင်အဲ့ကနေမူရန်ဖျားချောင်းနဲ့မဝင်ခင်မှာဂဏေစတုဖျားချောင်းလေးတစ်ခုရှိတယ်အဲ့ဒီမှာအရင်ဖျားတော့ရှိဖို့ပေါ့နော်ရှိခိုးပြီးတော့မှမူရန်ဖျားချောင်းနဲ့ဝင်ရတယ်အခုကျွန်တော်ဒီပင်လယ်မှာရေချိုးတဲ့နေရာကိုရောက်နေတာပေါ့နော်လူဘယ်လောက်များလဲဆိုတာအခုဒီမှာပဲကြည့်လိုက်ဒီအုပ်ကိုတွေ့လားဒီအုပ်တွေကိုတော့ဒါဒီမှာညဒီကန်းကြီးမှာပဲအိမ်မှာအိပ်ပြီးတော့သူတို့ကဟွာလုံးမှာပေါ့နော်ညအိပ်ပြီးတော့ဖျားရှိဖို့မနေ့ဖျားရှိဖို့နေပေါ့လေதேடாத போதே கண்ணும் தோன்றுவாயே பாடாத போதே கண்ணீராற்றுவாயே ஈராயன் தேடலும்โอเคခုဒါကျွန်တော်ဆိုလို့ရှိရင်ကန်းကြီးမှာထိုင်တာပါเนาะကန်းကြီးကနေပြီးတော့ဟိုမှာရေချိုးပြီးသွားလို့ရှိရင်ကျွန်တော်တို့ရေသွေးတွေမှာရေချိုးပြီးသွားရင်မူဒကန်ဖျားကြောင်းနဲ့မဝင်ခင်မှာဒီရေဆုံးဂဏေစရုရှိပွားရပါတော့ဂဏေစရုရှိကိုပြီးတော့မှကျွန်တော်တို့ဒီမူဒကန်ဖျားကြောင်းနဲ့စဝင်ရတော့ဒါကတော့ဒီတတိချန်သူရဲ့ထုံးစံပါเนาะဒီဖျားကြောင်းရဲ့ထုံးစံအခြားလာမဲ့လူတွေရှိရင်အိန္ဒိယလာမဲ့လူတွေရှိလို့ရှိရင်လည်းဒီဖျားကြောင်းရဲ့ပတ်သက်တဲ့ပါလေးတွေနည်းနည်းသိထားလို့ရှိရင်ပိုကောင်းတာပါเนาะကျွန်တော်လည်းဒီဖျားကြောင်းနဲ့ပတ်သက်ပြီးအသေးစိတ်ဗီဒီယိုလေးလုပ်ပေးဖို့ရှိတယ်လက်ရှိကျွန်တော်ခရီးစဉ်ရောက်နေတဲ့အတွက်ကြောင့်မလို့ဒီလက်ရှိကျွန်တော်အိန္ဒိယရောက်တာပေါ့နော်အိန္ဒိယပြီးသွားရင်ကျွန်တော်စင်ကာပူမှာလေးလက်သွားအောင်မှာဆိုတော့မြန်မာပြည်ပြန်ရောက်တာနဲ့ကျွန်တော်တို့ဒီမူဒကန်နဲ့အကြောင်းပေးထားလေးတွေလည်းရှိတယ်ကျွန်တော်အဲ့ဒါလေးတွေလုပ်ပြပါမယ်โอเคကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော်ဒီဖျားเจ้าနဲ့ပတ်သက်ပြီးတော်တော်လေးလည်းပြပေးထားတယ်မိတ်ဆွေတို့လည်းဒီဟာနဲ့ပတ်သက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါ See you செந்திலாண்டவா செங்கல்வராயா ஹர ஹரோ ஹரா